တကဘာလုံးဟာမယုံနိုင်စရာကောင်းလောက်အောင်ရုတ်တရက်အေးခဲသွားခဲ့ပါတယ်။နှင်းတွေတအားကျပြီးလူတွေအားလုံးအသက်ရှင်ဖို့ရုန်းကန်နေရတာပေါ့။မင်းသားရှောင်ဇင်းဟာသူ့မှာရှိတဲ့အစားအသောက်တွေကိုသူ့ရဲ့ချစ်သူဖီယိုနာစီယူလာပေးခဲ့ပါတယ်။ဖီယိုနာကတော့အစားအသောက်တွေမြင်တော့အယမ်းဝမ်းသာသွားပြီးရှောင်ကိုမင်းကငါဘဝရဲ့အချစ်ဦးပါဆိုပြီးချိုသားပြောနေခဲ့တာပါ။ဒါပေမဲ့တကယ်တော့ဖီယိုနာဟာရှောင်ရဲ့အချစ်ဆုံးတငယ်ချင်းဟင်နရီနဲ့ဖောက်ပြန်နေတာဖြစ်ပါတယ်။ဟင်နရီရောက်လာတဲ့အခါမှာတော့အခြေအနေတွေကလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ဟင်နရီဟာရှောင်ကိုကဘာပြတ်တဲ့အချိန်မှာတန်မာတဲ့သူတွေပဲအသက်ရှင်နိုင်မှာမင်းလိုလူညံကတော့အစာပဲဖြစ်ရမယ်လို့ပြောပြီးဖီယိုနာနဲ့ပေါင်းကရှောင်ကိုတတ်ဖို့ကြိုးစားပါတော့တယ်ပို့ပြီးတော့ရက်ဆက်တာကသူတို့မှစားစရာမရှိတော့တဲ့အတွက်ရှောင်ရဲ့ခြေထောက်ကိုဖျက်ပြီးအသားအဖြစ်စားဖို့အထိကြံစီခဲ့ကြတာပါရှောင်ဟာသူတစ်ဆက်နှလုံးလုံးချစ်ခဲ့ရတဲ့မိန်းကလေးနဲ့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းစီကနေဒီလိုတစ္ဆာဖောက်ခံရမှုကြောင့်နာကျင်စွာနဲ့တေဆုံးသွားခဲ့ပါတယ်ဒါပေမဲ့သူတေခါနီးမှာငါသာတကြော့ပြန်အသက်ရှင်ခွင့်ရရင်မင်းတို့ကိုတက်ပစ်မယ်လို့ကြုံရခဲ့ပါတယ်ထူဆန်းတာကရှောင်းမျက်လုံးပြန်ပွင့်လာတဲ့အခါမှာတော့သူဟာကဘာမပြတ်ခင်3ရက်အလိုကိုပြန်ရောက်နေတာကိုတွေ့လိုက်ရပါတယ်ဒါဟာအိမ်မက်မဟုတ်ပဲသူတကယ်ပဲအတိတ်ကိုပြန်ရောက်လာတာပါရှောင်းဟာသူ့ဖေစီကအမွေရထားတဲ့ဟောင်းနှွမ်းနေတဲ့ကျွေပကံလုံးလေးတစ်လုံးကိုတတိထားမိသွားပါတယ်။အဲ့ဒီပကံလုံးဟာတာမန်ပကံလုံးမဟုတ်ပဲရတနာခွက် treasure ball တစ်ခုဖြစ်နေပါတယ်။ဒီခွက်ထဲကိုဘယ်ပစ္စည်းပဲ